ပရိသူညီကိုမွန်မာပေါ်အလုံးတာလီဇဘာအာရခပရိသူအတန်ဤဂနိဧပြီလာနစီရှရာနီရုတ်တဲ့တထုံလုံးမောအစီဆိုင်ငါနီကရဆိုလိုက်ပါရင်အကျွဲမရာဒါလီပါတတော်ဒီကိုတဆာတဲ့အခါအာရခပရိသူတို့သွေးလန်တော်ခွေရောကအထူးသတိထားခဲ့ဖို့အာရခပရိသူကျမ်းမာရေးဌာနကအတိပိတိုက်တွန်းရတဲ့တောင်ကရောရှောရာလီကိုတိုက်ခိုက်ခံရမှုအတွက်ထိခိုက်သီးဆုံးသူတို့ကို HDCO ကငွေကျဲသိန်း180ကျော်ထောက်ပံ့ပြီးရတဲ့နောက်မရာဦးခရိုင်မှာစေခါကရီမောက်ခမေအမျိုးသားနှင့်အခမ်းအနားကိုစေကသိမ်းမိတ်စွာကြောင်းပါပြုလုပ်ရတဲ့တီကိုတန်ဆာရှောင်းပါရင်အာရခပရိသူတို့အနီးနာခရဂါတဆောကူစာပြန်ပေါ်မနာအသားအရေမရီဖိတ်ပွားတဲ့သွေးလန်တော်ခွေရောကနောက်ပဲတဲ့လို့အထူးသတိထားခဲ့ဖို့ကိုအာရခပရိသူကျမ်းမာရေးဌာနကဧပြီလ20ခဏရာနီမှာအသိပေးထုတ်ပြန်လိုက်ပါရင်သွေးလန်တော်ခွေရောကရင်ဒန်ကီဗိုင်းရပ်စ်ပိုးကိုဖိတ်ပွားတဲ့ရီဂိဗိုင်းရပ်ပိုးကိုသိစောတဲ့ခရကြောကိုက်ခဲရာစွာကတဆောကူစာပြန်ပွားတဲ့လို့ဖော်ပြထားပါရင်သွေးလန်တော်ခွေရောကဒီမှာဒန်ကီအဖျော်ရောကသွေးလန်တော်ခွေရောကနော်သွေးလန်ခရစမနာအဆောဆောဖိတ်ပွားတဲ့လို့ဆိုပါရင်ယောထေကသွေးလန်တော်ခွေရောကနော်သွေးလန်ခရတီကစောရီရာရေလက္ခဏာဒီမှာသွေးရောစွာဝဲနာစွာအိုအန်စွာခန္ဓာကိုယ်အပူရှင်ဘရုခနေကြာဆွန်စွာအနေကွာတီပိုစွာသိဖို့ကြွားစွာဒီဖရိုက်တဲ့လို့ဆိုပါရင်ရမိတ်လက္ခဏာဒီပိုလာရေဆိုကေနေစရာကျမ်းမာရေးဌာနဒီမှာအယဆုံးလာရောက်ပြသခဲ့ဖို့လိုလဲပရဆိုထားပါရင်သွေးလန်တုတ်ကွေရောကရင်အသားစင်ကားနိုင်အရေဒီမှာအမျက်ဆုံးဖိတ်ပေါ်တဲ့ကေလင်းအသားအရေမရီဖိတ်ပေါ်နိုင်ပနာဂျာမာမရီနီရာဒေသမရီရာသီမရီဖိတ်ပေါ်တဲ့ရီကေမိုးရာသီဒီမှာအမျက်ဆုံးဖိတ်ပေါ်တဲ့လုံးလေးသိရပါရင်သွေးလန်တုတ်ကွေရောကဂရတာကာကွယ်ရေးအနီးနာခရကိုင်းမခင်ရအောင်နေထိုင်ခဲ့ဖို့နော်ခရကြမပေါက်ဖော်ရအောင်ကိုရိုနီအီပဲဝဲဂျွန်တီမှာတဘဲကိုဒီဂရီလောက်ပိုလောက်လန်းနှီနာရီလောင်ငယ်တီကိုဆော်ရဲခဲ့ဖို့နော်အာရခပရိသူကျမ်းမာရေးဌာန၏သွေးလန်တုတ်ကွေရောကကာကွယ်နှီနာရီတို့မှာပူပေါက်ပါဝန်ဆော်ရဲခဲ့ဖို့အာရခပရိသူတို့ကိုအာရခပရိသူကျမ်းမာရေးဌာနကအတိပေးတိုက်တွန်းထားပါရင်အကရဘာစိုက်ကောမရှင်တဲ့အေလီကောတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်သီဆုံးခါရရင်ပလာဝါမျိုးတွေကကရောရှောရာသူရာသတို့ကိုလူတော်ရှောဆာနာထောက်ထောက်ရင်းတော့ဖွံ့ဖြိုးရေးစေရာပူပေါဆော်ဝဲရေးယုံ HDCO ကငွေကျဲသိန်း180ကျော်ထောက်ပံ့ကူညီပေးခါရီလို့သိရပါရင် HDCO ကထောက်ပံ့ပေးတဲ့အထင်းမှာအရဲဖာအဖွဲ့တစ်ခုကငွေကျဲစင်ငသိန်းအပါအဝင်ဆရာဝန်အုပ်ကလူတက်ပေးတဲ့ငွေကျဲသိန်း50နောင်ခရီးရန်အသောဩစတြေးလျကငွေကျဲ130ရှိသိန်း3500ထောက်ကျဲပါဝင်ပြီးကစုစုပေါင်းငွေကျဲ180သိန်း3500ထောက်ကျဲကိုဧပြီလ23ရက်နေ့မှာလာရောက်ပြီးအခါစောဖိတ်ပါရင်ပလာဝါမျိုးနဲ့ကရောရှောရာကိုအဂရမစိုက်ကောမရှင်တက်ကမတ်လ29ရက်နေ့ညစာ4နာရီအချိန်မှာဂျက်ဖိုက်တာနော်ဘုံဂရီရှာတိုက်ခိုက်ခါစောဖိတ်ပါရင်ရောက်ပဲဘုံဂရီရှာတိုက်ခိုက်ခရာမုံကြောင့်ရဲရအတွန်းကအသားစေးခေါင်းနိုင်အောင်အရှိတငယ်4ရောက်အပါအဝင်အပရိုင်မီရဲသောပြည်သူစုစုပေါင်း9ရောက်တည်ဆုံးခါရပြီးကနောက်တဲ့အရှိတငယ်2ရောက်အပါအဝင်4ရောက်လေဒရာရာဟိပနာလုံနေအင်းစင်းဆောက်ထိခိုက်ပြစီခါရပါရင်ကရောရှောရာကိုဘရိခရီဧပြီလာစေကရာနေကလည်းရခိုင်မြို့သားအဖွဲ့ရှော့အင်းပလာဝခရိုင်ပါတီကော်မတီကငွေကျပ်220သိန်းကျပ်ကိုထောက်ပံ့ပြီးအခါပါသေးရင်အာရခပရိမရာဥခရိုင်မရာဥမရုနေတနေရာမှာစေခကရီမောက်ခမေမြို့သားနေအခမ်းအနားကိုဧပြီလ20ခဏရာနီကစေကသိမ်းမိတ်စွာကြောင်းပါပြုလုပ်ခရီလို့သိရပါရင်ရအခမ်းအနားကိုရခိုင်မြို့သားအဖွဲ့ချုပ်အာရခတက်တော် ULAAE မရာဥမရုနေပါတီခရိုင်စေရိုရေမုံရခိုင်ပြည်စာရိစရာအတောဘဟိုကိုဇဘရုတာဝန်ဟင်းသူတို့တာရောဂုံပရုပနာအမစကတိပရိုဂရခခဲ့တယ်လို့သိရပါရင်ခမင်းလူမျိုးကောဆော်ရောကလည်းခမင်းအမျိုးသားနေအင်းအရေပါမုံခမင်းလူမျိုးတို့ဤသမိုက်ကြောင်းနော်ရိုက်ကျင်းမှုတို့ကိုထိသိမ်းဆောင်ရှောက်ဖို့လိုအပ်ပုံတီကိုအကြည်တဝန်းရှောင်းလောင်းပရိုဂရခခဲ့ပါရင်ရဘရောင်းခမင်းလူမျိုးဒီအကရစေလုံးညီညွတ်မှုတိုးတာစီဖို့နော်အမျိုးသားရေးစိတ်တဲ့ရောတဲ့ထောင်ရဲစီဖို့ကိုလည်းတိုက်တွန်းခါရီလို့သိရပါရင်အခမ်းအနားအတွင်းခ
မေလူမျိုးတို့ဤရိုရာရဲ့ကျင်းမအကာလာတီနိုဖြိုပရေစောရိုရာဒလေးပြိစီတီကိုခေါ်ကြောပရာသာထော့စွာနေအခဲနော်တာရောက်လာသူတို့ကိုခမေရိုရာအစောဇာတီနော်တေခွန်အိတ်ခန့်ကျင်းမွေးခါခဲ့တေလို့သိရပါရီယောခဲနော်ကိုခမေလူမျိုးတို့အပါဝံဒေသခဲရဲမီရဲဖာရောအာရခတဲတို့တဲဘူးဝရောနော်အာရခပြည်သူဒေါ်လာရေးအစိုးရဤဌာနဆိုင်ရာဝန်ထမ်းတို့တာရောက်ကုန်ပြုခါခဲ့တေလို့သိရပါရီဣရီလာနစီခနေရာနီမှာကြာရောက်တဲ့စေခရကရီမောက်ခမေမျိုးသားနေအခဲနော်ကိုအာရခပြည်အပါဝံရန်ကုန်ထိုင်းမလေးရှားနော်စင်ကာပူတို့မှာလည်းဣရီလာနစီခရာနီကကြောပပြုလုပ်ခါခဲ့တေလို့သိဟရပါရီအာရခပြည်သူအတန်ဤဂနိဣပရီလာနစီရှရာနီရုပ်သံတတော်ဒီကိုကရီထူနာထောက်ခါကြစွာဖိပါရီအာရခမိဖပြည်သူညီကိုမွန်မာပေါ်အလုံးဖိယန်ဒရီအသေးသေးကအယုံဆုံးကောင်းဝေးနိုင်ခဲ့ပါစီ